Hello guys ဒီနေ့တော့ Bino 1 နဲ့ထပ်ပို့ပြီး powerful ဖြစ်တယ်လို့ယူဆထားကြတဲ့ staff ကိုင်ဆောင်တဲ့သူတွေအကြောင်းပြောကြရအောင် staff ဆိုတာကအရှိ4ပေကနေ10ပေလောက်ထိရှိတဲ့မော်တုတ်တန်ရှည်မျိုးပါတစ်သားတတူတို့နဲ့ပြုလုပ်ထားပြီးထိပ်ပိုင်းမှာ crystal gem တွေတက်ဆင်ထားတတ်ကြပါတယ်တချို့ tag match ဖက်သွားတဲ့မော်စရာတွေဆိုရင်အယိုးတွေဥချိုတွေကိုအသုံးပြုပြီးပြုလုပ်ထားတတ်ကြပါတယ်ကဲဒါဆိုရင်ကြည့်လိုက်ကြရအောင်နံပါတ်1 Gandalf Love the Ring နဲ့ Hobbit တို့မှာပါဝင်တဲ့မော်စရာညိုကြီးပါနောက်ပိုင်းမှာတော့ဖြူရောင်မော်စရာဖြစ်လာပါတယ်နံပါတ်2 Saruman Love the Ring မှာပါဝင်ပြီး Sauron ရဲ့ဘတ်တော်သားဖြစ်သွားတဲ့မော်စရာပါနံပါတ်3 Radagast the Brown သူကလည်း Love the Ring Hobbit ထဲမော်စရာတစ်ယောက်ပါ Middle Earth ကိုဆောက်ရှောက်ပို့လိုက်တဲ့မော်စရာ9ဦးရဲ့တအူးပေါ့နံပါတ်4 Merlin King Arthur လိကျန်တဲ့ကခင်အော်တာရဲ့ဆရာလည်းဖြစ်အကြံပေးလည်းဖြစ်တဲ့မော်ဆရာပါအနာဂတ်ကိုကြုံမြင်နိုင်တဲ့လူလို့ပြောကြပါတယ်နံပါတ်5 Maleficent ကိုတော့ကလေးလူကြီးတော်တော်များများသိကြမှာပါဒေါသကြီးတတ်တဲ့မော်ဆရာမကြီးအဖြစ်နဲ့ပေါ့နံပါတ်6 White Witch staff ကိုင်းတဲ့အထဲမှာနာနီယာဇက်ကားတဲ့ကစားလိုက်ကြော်ကြီး White Witch ကိုမိထားခဲ့လို့မရပါဘူးရေခဲနိုင်တဲ့အစွမ်းနဲ့နာမည်ကြီးဆုံးမတစ်ယောက်ပါနံပါတ်9 Jafar အလာဒင်ဆက်ကားရဲ့မပါမဖြစ်မော်ဆရာဆိုးကြီးပေါ်သူ့ရဲ့မွေပုံစံနဲ့မော်တုတ်ရှည်ရတကယ်ကိုမိုက်တာပါဝက်ဆက်ဝေါ်ထဲမှာ staff ကန်ဆောင်တဲ့မော်ဆရာတွေအများကြီးရှိပါသေးတယ်ဝက်ဆက်ဝေါ်ထဲမှာပဲလားဆိုတော့မဟုတ်ပါဘူး animation ဆက်ကားတွေ game တွေပြီးတော့ super hero ဇာတ်လမ်းတွေထဲမှာလည်း staff ကန်ဆောင်တဲ့သူတော်တော်များများရှိပါတယ်ပိုင်ကဂိမ်းနဲ့ပတ်သက်ပြီးတိကျမသိလို့မောင်းရင်ကောင်းမောင်းရင်နိုင်ပါတယ်ဒါပေမဲ့ဒီတလောက်လေးပြောပြမယ်နော် Warcraft ဂိမ်းတွေက Medivh Warcraft Universe ထဲမှာတော့အရေးကြီးဆုံးဝက်ဆက်တူပါ The Last Guardian လို့လည်းခေါ်ပါတယ်ပြီးတော့ Janina Proudmoore သူကလည်း Warcraft Universe ထဲကအရေးကြီးတဲ့မော်ဆရာမတူပါနောက်ထပ် animation ဆက်ကားတွေရဲ့ကိုကြည့်လိုက်ကြရအောင်ဂျပန် anime ကားကြိုက်ကြတဲ့သူတိုင်းသိကြတဲ့ Sailor Moon နဲ့က Sailor Pluto ပါအချိန်ကိုကောက်ွယ်ပြီးတဲ့ Guardian တယောက်အဖြစ်သိကြပါတယ်ကဲဒါဆိုရင် staff ကိုင်ဆောင်တဲ့သူတွေတော်တော်များများကိုပြောပြပြီးပြီဆိုတော့နောက်ဆုံးတစ်ယောက်ကိုပြောပြပေးချင်ပါတယ်ဒါကတော့ Super Hero The Adventure ဇာတ်လမ်းတွေက Loki ပါ Infinity Stone 6 ခုတွေက Mind Stone နဲ့ပြုလုပ်ထားပြီးလူတွေကို Mind Control လုပ်နိုင်တဲ့အစွမ်းရှိပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်လာမယ့်အပိုင်းတွေမှာလည်း Wizard War နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအားပေးကြည့်ရှုပေးကြပါဦးနော်